အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဝေဖြိုးကျော်ပါဒီကလူတွေကတော့ကျွန်တော်ကိုဝီလီယမ်လို့သိကြပါတယ်ကျွန်တော်ကဒီအမေရိကန်နိုင်ငံရောက်တာအခုဆိုလို့ရှိရင်3နှစ်ခွဲကျော်လာပါပြီဆိုတော့ကျွန်တော်အမေရိကန်နိုင်ငံမှာဘာအလုံးနဲ့အသက်မွေးကြောင်ပြုတ်နေတယ်လဲဆိုတာကိုဒီက mix တွေကိုကျွန်တော်အနည်းငယ် sharing လုပ်ပေးချင်ပါတယ်လက်ရှိမှာကျွန်တော်ကအလုပ်နှစ်ခုလုပ်ပါတယ်ပထမအလုပ်ကတော့တကယ် main job ပေါ့နော်ကျွန်တော်ရဲ့ primary income ကိုပေးတဲ့အလုပ်ဖြစ်ပါတယ်ဒုတိယအလုပ်ကတော့ကျွန်တော်အရန်ဝါသနာပါတဲ့အလုပ်ဖြစ်ပါတယ်သူ့တော့ကျွန်တော် part time အနေနဲ့လုပ်တာဖြစ်ပါတယ်ဆိုတော့ပထမအလုပ်ကကြတော့မလုပ်တာလဲဆိုတော့ကျွန်တော်က concierge ဆိုတဲ့အလုပ်ဖြစ်ပါတယ်ဆိုတော့ concierge ဆိုတဲ့စကားလုံးကတကယ်တမ်းတော့ကျွန်တော်တို့မြန်မာတွေအတွက်တအားကြီးမရှင်းနေဘူးပေါ့နော်သူကဘယ်လိုမျိုးလဲဆိုတော့ဒီ hotel မှာလုပ်တဲ့ဒီ receptionist ပုံစံမျိုးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်က hotel မှာလုပ်တာမဟုတ်ပါဘူးဒီ luxury apartment building ပေါ့နော်အဲ့ဒီမှာရှိတဲ့ lobby မှာ front desk အနေနဲ့လုပ်တာဖြစ်ပါတယ်ဆိုတော့အဓိကကျွန်တော်ကဘာတွေလုပ်ရတာလဲဆိုတော့ဒီအဆောက်အဦထဲမှာနေတဲ့ဒီ resident တွေပေါ့နော်သူတို့ရဲ့ဒီနေ့စဉ် lifestyle မှာသူတို့နေထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ဟိုမှာထားပါတော့ဒီ maintenance issue ရှိတယ်ဆိုလို့ရှိရင်ဒါ maintenance team နဲ့ချိတ်ဆက်ပေးတာမျိုးပြီးရင်သူတို့ online နေမှာယူတဲ့ပစ္စည်းတွေကို check in check out လုပ်ပေးတာမျိုးပြီးရင် security and safety access ပေါ့နော်ဒီအဆောက်အဦကတကယ်တော့ဒီအိမ်ယာတွေအတွက်အိမ်ယာမှာနေတဲ့သူတွေတွေဖြစ်တယ်ဆိုတော့ဒီဇိုင်းလူဝင်လာတယ်ဆိုလို့ရှိရင် verify လုပ်ရတာမျိုး monitor လုပ်ရတာမျိုးတွေလုပ်ပေးရပါတယ်ဆိုတော့ကျွန်တော်အလုပ်ကို overview အနေနဲ့ပြောရလို့ရှိရင်ကျွန်တော်တို့ဒီ concierge တွေဒီ building operation ဘိုင်းမှာပေါ့နော်ဒီ management team နဲ့ဒီအိမ်ယာမှာနေတဲ့သူရဲ့ဂျားမှာရှိတဲ့ဒီ relationship ကိုဒါ smooth ဖြစ်အောင်ပြီးရင်ဒီ maintenance ဘိုင်းဆိုင်ရာတွေဒီ building operation ဘိုင်းဆိုင်ရာတွေကိုဒါအဆင်ပြေပြေရှုပ်မှုနဲ့တွားနိုင်အောင်ကူညီဆောင်ရွက်ပေးရတဲ့အလုပ်ဖြစ်ပါတယ်အဲ့တော့ဒီအဆောက်အဦမှာနေတဲ့ဒီ resident တွေရေရှည် long term loyalty ကိုဘယ်လောက်ထိထိန်းသိမ်းနိုင်တယ်လဲဆိုတဲ့အရာမှာကျွန်တော်တို့ရဲ့ concierge တွေရဲ့ role ကအင်မတန်မှအရေးပါပါတယ်ဆိုတော့ဒီအလုပ်ကကျွန်တော်အတွက်ဒါပြောမယ်ဆိုလို့ရှိရင်အရန်ကိုမှလုပ်ချင်ခဲ့တဲ့အလုပ်ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအလုပ်လုပ်တာအခုဆိုလို့ရှိရင်3နှစ်ကျော်လာပြီပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်အများကြီးလေ့လာသင်ယူခွင့်ရရှိခဲ့တယ်အထူးသဖြင့်ဒီမှာနေတဲ့သူတွေရဲ့ဒီမှာရှိတဲ့သူတွေရဲ့ဒီ lifestyle and culture ကျွန်တော်လေ့လာခွင့်ရတယ်အထူးသဖြင့်ဒီဘာသာစကားပေါ့ဆိုတော့ဒီနေတူတကွဒီကလူတွေနဲ့နဖူးတွေဒူးတွေပြောဆိုဆက်ဆံနေရတယ်ပြဿနာတွေဖြေရှင်းနေရတယ်ဆိုတဲ့အပေါ်မှာကျွန်တော်ရဲ့ဒီ language improvement ကတော်တော်လေးထိရောက်ပါတယ်ဆိုတော့ဒီအလုပ်ကကျွန်တော်အတွက်အရန်ကို breakthrough ဖြစ်တယ်လို့ပြောလို့ရပါတယ်နောက်ဒုတိယအလုပ်ကတော့ကျွန်တော်အရန်ဝါသနာပါတဲ့အလုပ်ဖြစ်ပါတယ်ကျွန်တော်ရဲ့ passionate job ပေါ့နော်ဆိုတော့သူကတော့ HME အကျိုးဆောင်အလုပ်ဖြစ်ပါတယ်ဒါပေမဲ့ဒီ HME အကျိုးဆောင်အလုပ်ရဖို့အတွက်ကတကယ်တမ်းတော့မလွယ်ပါဘူး license ရဖို့အတွက်ကျွန်တော်အများကြီးစူးစမ်းရပါတယ်အခုဆိုလို့ရှိရင်ဒါ license ရပြီးတော့ HME အကျိုးဆောင်ကိုကျွန်တော် part time နဲ့လုပ်နေပါပြီကျွန်တော်အများကြီးလေ့လာသင်ယူနေရပါတယ်ဆိုတော့ HME အကျိုးဆောင်တယောက်ဖြစ်ဖို့အတွက်ဘာတွေလောက်ရတယ်လဲဆိုတာလေးကိုနောက်ဗီဒီယိုတွေမှာကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဆိုတော့နောက်ဗီဒီယိုလေးမှာလည်းကြည့်ဖို့အတွက်ကျွန်တော်တောင်းဆိုချင်ပါတယ်ဆိုတော့အခုဆိုလို့ရှိရင်ကျွန်တော်ဘာအလုပ်လုပ်နေတယ်လဲဆိုတာလေးကိုဒီကကျွန်တော်တငယ်ချင်းတွေကိုဒါ share လုပ်ပေးခွင့်ရတဲ့အတွက်ကျွန်တော်အများကြီးဝမ်းသာပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကဒီကတငယ်ချင်းတွေအတွက်အကျိုးရှိမယ်ဆိုလို့ရှိရင် like and share လေးလုပ်ပေးဖို့အတွက်ကျွန်တော်တောင်းဆိုချင်ပါတယ်ဆိုတော့အားလုံးနောက်ဗီဒီယိုမှာဆုံတွေ့ကြရအောင်